Hello အားလုံးပဲမင်္ဂလာပါရှင်ဖြူရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဖြူကဗီဒီယိုတွေမတင်ပြထားလဲတော့လေးကြာတော့ပြီပေါ့နော်ဒါမဲ့လို့ဖြူဒီနေ့မှာတော့ကစုံနဲ့ပေါ့နော်လွယ်ကူမြတ်ဆန်နဲ့မနက်စာလုံးလေးလေးကိုဖြူကမျှဝေပေးမှာဖြစ်ပါတယ်အရင်ဆုံးဖြူတော့ကစုံလေးတွေကိုရေးပြအောင်စေးပါတယ်မြန်မာဖြူတစ်ခုအကြံပေးချင်တာကစုံအုပ်ကိုမပြုတ်ခင်မှာအခွန်လာတာပို့ပြီးတော့ကောင်းပါတယ်ပြီးရင်တော့ပြည့်ရည်အနှဲငယ်နဲ့ကစုံပြုတ်ပါမယ်။ပြီးတော့ကစုံပြုတ်ထားတာချက်ပြီးဆိုလို့ရှိရင်ခွက်တစ်လုံးနဲ့မှယူပြီးတော့မှကစုံလေးကိုခြိထားပေးပါတယ်။ခြိပြီးသွားရင်နွားနို့200 ml လောက်ကိုထည့်ပါတယ်။ပြုံမြိုက်ထားမိတာတစ်ခုကကြတော့ဂျုံပေါ့နော်ထမင်းစားစုံနဲ့3စုံလောက်ထည့်ပါတယ်ပြီးရင်ကြောက်တလုံးထည့်မယ်ပေါ့နော်ဆိုရင်တော့ပြီးတော့ထောက်ပတ်လေးအနေငယ်ထည့်ပြီးတော့မှမုံလေးလေးဖြစ်ပြီးဆိုတော့မုံကြောင်မယ်ပေါ့နော်ကဲရွေးကိုကထောက်ပတ်မချိုက်ဘူးဆိုလို့ရှိရင်မိမိသုံးနေကြကုတ်ကိအိုင်းတစ်ခုခုပေါ့နော်ဒီကြစီပဲဖြစ်ပဲစီပဲဖြစ်အဆင်ပြေရနဲ့သုံးပါလို့အိုးခုလာပြီဆိုလို့ရှိရင်တော့မုံလေးလေးတွေကိုတဆိုးချင်းလောက်ထည့်ပါတယ်မုံနာလေးတွေပေါ့နော်ကျက်လာပြီဆိုရင်တော့ဟိုဘက်ဒီဘက်လှမ်းပါတယ်ဆိုရင်တော့ဖြူရမ်းကြိုက်တဲ့ပန်ကက်တွေရိုက်ပေါ့နော်သူကလောက်ရတာအရွယ်လွယ်ကူပြီးတော့မှဘဝင်ပစ္စည်းကလည်းများများဆဆမရှိဘူးမိဖို့ချောင်းမရှိပစ္စည်းနဲ့ပဲအကောင်လုံးလောက်သွားလို့ရတယ်နောက်ဖြူကတခြားထည့်မထားဘူးပေါ့နော်အချိုကတော့ပေါ့ပေါ့လေးပဲကိုအချိုကြိုက်တယ်ဆိုရင်တခြားထည့်ပြီးတော့လုပ်လို့လည်းရပါတယ်ဒီနေ့တော့မနက်စာတော့တာပါပဲရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်